ကလေးတတုပ်လုံးမိန်းကလေးရဲ့ဘေးမှာငြိမ်ငြိမ်လေးစုထိုင်ပြီးသူပြောပြတဲ့ပုံမြင်တွေကိုနားထောင်နေကြမှာပဲအဲ့ဒီမိန်းကလေးဟာတကယ်ကိုကလေးထိန်ကျွမ်းကျင်သူပါလားဆိုတာကိုတထေးကတော့တွေအံ့ဩတစ်မင်သက်ပြီးသဘောပေါက်သွားကြတာပါဒါတွေအားလုံးဟာလွန်ခဲ့တဲ့ခဏလေးကမှဖြစ်ပျက်ခဲ့တာပါအလုတ်သူကြီးအိုကြီးဟာအလုတ်တစ်ဝင်လာတဲ့မိန်းကလေးကိုဒီအလုတ်ကနေမောင်းထုတ်ချင်နေတာပါအဲ့ဒါကြောင့်မို့လို့သူကတခြားကလေးထိန်တွေအားလုံးကိုတမင်တက်နှင်လွတ်လိုက်ပြီးတထေးကတော့တွေရဲ့ကလေးအားလုံးကိုစောက်ရှောက်ဖို့ဒီမိန်းကလေးတယောက်တည်းကိုပဲထားရစ်ခဲ့တာပါအဲ့ဒီနောက်အလုတ်သူကြီးဟာတထေးကတော့တွေစီသွားပြီးဂျိုတူကုန်းတိုက်ပါတော့တယ်အဲ့ဒီမိန်းကလေးဟာသူ့စွမ်းဆောင်ရည်ကိုကြွားကျင်လို့တခြားကလေးထိန်တွေကိုနှင်ထုတ်လိုက်တာပါဆိုပြီးဆွဆွဲတော့တာပါပဲကလေးတွေတခုခုအနေရဖြစ်သွားရင်ဘယ်သူမှတာဝန်ယူနိုင်မှာမဟုတ်ဘူးလို့လည်းချင်းချောက်ပြောဆိုခဲ့ပါသေးတယ်တထေးကတော့တွေကလည်းဒီမိန်းကလေးဟာတိတ်ကိုထောက်ကြွားလုံးတယ်လို့ထင်သွားကြပြီးအဲ့ဒီစကားတွေကိုကြားပြီးတဲ့နောက်မှာတော့မိန်းကလေးကိုဒေါသတကြီးနဲ့တွားရောက်ရန်တွေးကြပါတော့တယ်ဒါပေမဲ့အိမ်ရှင်ကတော့ဒီမိန်းကလေးဟာအမြဲတမ်းရိုးရိုးသားသားနဲ့စနစ်တကျရှိသူဖြစ်ကြောင်းသိထားပါတယ်ဒါကြောင့်လူအများအာယုံစိုက်ခံခြင်းယုံနဲ့အနေရများတဲ့အလုပ်ကိုလုပ်မှာမဟုတ်ဘူးလို့ယုံကြည်နေခဲ့တာပါအလုပ်သူကြီးကတော့ပြဿနာပူကြီးအောင်ဆက်ပြီးကုန်းတိုက်နေခဲ့ပါတယ်မိန်းကလေးဟာကလေးတယောက်တည်းကိုတော့တေချာကယူဆိုင်နိုင်တာမှန်ပေမဲ့အခုလိုကလေးအုပ်စုကြီးကိုတော့တခါမှမထိန်ဘူးပါဘူးလို့ပြောပါတယ်အခုလိုကလေးများကြီးကိုအတင်းကျပ်ထိန်ခိုင်းနေရင်အနေရဖြစ်သွားနိုင်တယ်လို့လည်းအခိုင်အမာပြောဆိုနေခဲ့တာပါဒါအပြင်မိန်းကလေးဟာဒီအိမ်မှာအလုပ်လုပ်တာနည်းနည်းလေးပဲရှိသေးပေမဲ့သူ့သဘောနဲ့သူဆုံးဖြတ်ချက်တွေချရဲနေတာဟာအိမ်ရှင်ကတော့နဲ့မိသားစုအပေါ်ပေါ်ထင်ထင်မလေးမစားလုပ်တာပါပဲလို့ပြောခဲ့ပါတယ်အိမ်ရှင်ကတော့အလုပ်သူကြီးဟာစကားတွေတိတ်များလွန်းနေပြီးသူ့စကားတွေထဲမှာတခုခုလွဲမှားနေတယ်လို့ခံစားလိုက်ရပါတယ်ဒါကြောင့်အမှန်တရားမပေါ်ခင်မှာစကားကိုဆင်ခြင်ဖို့အလုပ်သူကြီးကိုမကင်းမလွတ်တတိပေးလိုက်ပါတယ်အလုပ်သူကြီးကတော့အိမ်ရှင်ရဲ့တန်တရားကိုနှိုးဆွမိသွားမှာကိုနည်းနည်းမှမကြောက်ပါဘူးသူ့ရဲ့နှစ်ပေါင်းများစွာအတွေ့အကြုံအရလူတစ်ယောက်တည်းနဲ့ဒီလောက်ကလေးအများကြီးကိုဘလို့မှတေချာမထိန်နိုင်ဘူးလို့ယူဆထားတာပါတထေးကတော့တွေရောက်သွားတဲ့အခါအခြေအနေတွေအကုန်ရှုပ်ထွေးပြရမ်းပါတာဖြစ်နေတာကိုတွေ့ရမှာတေချာပြီးအဲ့ဒီအခါကျရင်အိမ်ရှင်အနေနဲ့ဒီမိန်းကလေးကိုအပြစ်ပေးရုံမှတပါအခြားမရှိဘူးလို့ရင်ထဲကတစ်ထစ်ချတွက်ထားခဲ့တာပါဒါပေမဲ့အလုပ်သူကြီးမသိခဲ့တာတခုကတော့အဲ့ဒီမိန်းကလေးဟာကလေးငယ်တွေရဲ့ရင်ထဲကအတွေးတွေကိုနားလည်နိုင်စွမ်းရှိနေတာပါပဲသူဟာကလေးတယောက်ချင်းစီရဲ့လိုအပ်ချက်တွေကိုလွယ်လွယ်ကူကူပဲဖြည့်ဆည်းပေးနိုင်ခဲ့တာပါတထေးတွေကလေးထိန်ကန်းစီအပြေးလွှားရောက်သွားကြတဲ့အခါမှာတော့ရှေ့မှာမြင်တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်အလွန်တရာမှအံ့အားသင့်သွားကြပါတော့တယ်ကလေးတွေအားလုံးဟာမိန်းကလေးရဲ့ဘေးမှာဝိုင်းအောင်ထိုင်နေကြပြီးသူပြောပြတဲ့ပုံမြင်တွေကိုငြိမ်ငြိမ်သက်သက်နဲ့လိမ္မာပါးနဲ့စွာနားထောင်နေကြတာပါပုံမြင်တွေကိုမနားလည်သေးတဲ့ကလေးငယ်အချို့ဆိုရင်မိန်းကလေးကိုဖက်ပြီးဖက်လဲတကင်းအိပ်ပျော်နေကြပါတယ်တထေးတယောက်ဆိုရင်ပုံမှန်ဆိုဘယ်တော့မှ1မိနစ်မှငြိမ်ငြိမ်မထိုင်ပဲတောင်းကျမ်းတက်တဲ့သူ့ရဲ့သားလေးကိုမြင်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့သူ့သားလေးဟာမိန်းကလေးရဲ့ဘေးမှာငြိမ်ငြိမ်လေးရှိနေခဲ့တာပါတထေးလည်းပြုံးပျော်ရွှင်စွာနဲ့မိန်းကလေးရဲ့လက်ကိုစိတ်လှုပ်ရှားစွာဆုပ်ကင်လိုက်ပြီးသူ့အိမ်မှာကလေးထိန်လာလုပ်ပေးဖို့ချက်ချင်းပဲတောင်းပန်တိုးရှိုးပါတော့တယ်သူ့ကိုလစာ3ဆတောင်ပေးမယ်လို့ကမ်းလှမ်းခဲ့တာပါတခြားတထေးတွေလည်းအခြေအနေကိုချက်ချင်းသဘောပေါက်သွားကြပြီးမိန်းကလေးစီစုပြုံရောက်ရှိလာကြပါတော့တယ်သူတို့အိမ်ကိုလူခေါ်ယူဖို့အတွက်အမျိုးမျိုးသောမလောက်စရာကမ်းလှမ်းချက်တွေကိုတန်းစီပေးကြပါတော့တယ်မြင်တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်အိမ်ရှင်ရောအလုပ်သူကြီးပါအံ့ဩလွန်းလို့စကားတော်မထွက်နိုင်အောင်ဖြစ်သွားကြရပါတယ်အိမ်ရှင်ကတော့သူတို့ကိုတားဆီးဖို့ချက်ချင်းရှေ့ထွက်လာခဲ့ပါတယ်ဒီမိန်းကလေးဟာသူတို့မိသားစုကစတင်တွေ့ရှိထားတဲ့ပါရမီရှင်ဖြစ်တာကြောင့်တခြားသူတွေစီအလုပ်လုပ်ဖို့လွတ်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်တထေးတွေကလည်းအလျှော့မပေးပဲဆက်လက်စည်းရုံးနေကြဆဲပါပဲအလုပ်သူကြီးမိန်းကလေးပေါ်ပို့ပြီးမနာလိုမလုံမုန်းထားဖြစ်လာခဲ့ပြီးမိန်းကလေးကိုမောင်းထုတ်ဖို့နီလန်းတစ်တွေကိုကြံစီနေခဲ့ပါတယ်အိမ်ရှင်ကတော့အလုပ်သူကြီးရဲ့ထူးဆန်းတဲ့အမူအရာတွေကိုသတိထားမိနေခဲ့တာမို့အိမ်ထိန်ကြီးကိုရည်ရွယ်ချက်ရှိမျက်ရည်ပြလိုက်ပါတယ်အိမ်ထိန်ကြီးကလည်းချက်ချင်းသဘောပေါက်သွားပြီးအလုပ်သူကြီးကိုစစ်ဆေးမေးမြန်းဖို့ခေါ်ထုတ်သွားပါတော့တယ်နောက်တစ်နေ့မှာတော့မိန်းကလေးဟာအိပ်ရမလို့သေးပါဘူးအိမ်ရှင်မိန်းကလေးစီအပြေးလွှားရောက်လာပြီးအရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်နေတယ်လို့လာပြောပါတယ်မနေ့ကမိန်းကလေးထိန်ပေးခဲ့တဲ့ကလေးဟာမနက်ခင်းတစ်ခုလုံးမနားတမ်းငိုနေပြီးဘလို့ပဲချော့ဘာလို့ငိုတာမရက်ဘူးဖြစ်နေတာပါအဲ့ဒီကလေးရဲ့မိခင်ကမိန်းကလေးကိုလာပြီးကလေးထိန်ပေးဖို့တောင်းဆိုနေတာဖြစ်ပါတယ်မိန်းကလေးဟာအဲ့ဒီအကြောင်းကိုကြားလိုက်ရတဲ့အခါမနေ့ကအကြောင်းကိုပြန်တရိရသွားပါတယ်မနေ့ကပြန်ခါနီးအချိန်မှာကလေးတွေအားလုံးကမပြန်ကျင်ကြတာကြောင့်နောက်နေ့မှာသူတို့စီလာလဲပြီးကစားပေးမယ်လို့ကတိပေးခဲ့ဘူးတာပါကလေးဟာဒီနေ့သူ့ကိုလွမ်းလို့ငိုနေတာဖြစ်ရပါမယ်မိန်းကလေးလည်းအဝတ်အစားမြန်လဲပြီးထွက်သွားဖို့ပြင်ဆင်ရတော့တာပေါ့သူ့အခန်းထဲကနေထွက်လိုက်တာနဲ့တပြိုင်နက်တထေးတွေအားလုံးဟာသူတို့ရဲ့ကလေးတွေကိုပွေ့ဖက်ပြီးရောက်ရှိလာကြတာကိုတွေ့လိုက်ရပါတယ်ခဏလေးမတိုင်ခင်ကမှကြီးကြငိုယိုနေကြတဲ့ကလေးတွေဟာမိန်းကလေးကိုမြင်လိုက်တာနဲ့တင်သူ့စီကိုပျော်ရွှင်စွာနဲ့တွားရည်ယိုရင်းတက်ကြွစွာတွားလာကြပါတော့တယ်အဲ့ဒီနေရာမှာရှိနေတဲ့သူအားလုံးဟာဒီမြင်ကွင်းကြောင့်လုံးဝကိုအံ့အားသင့်သွားကြရပါတယ်ဒီမိန်းကလေးဟာကလေးတွေကိုမမ်းမုတ်ပြူစားထားတာများလားလို့တောင်ထင်မှတ်သွားကြပါတော့တယ်